လာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူမှုကွန်ရက်စာမျက်နှာထက်မှာတော်တော်လေးကိုကြရက်ထနေပြီးပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့သတင်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့အားလုံးရဲ့အသေးကျော်အဆိုတော်အုပ်စိုးခန့်နဲ့မင်းသမီးချောလေးတန်တာညီတို့ရဲ့အခြေအနေပဲဖြစ်ပါတယ်သူတို့နှစ်ယောက်လေးစိတ်မှာတကယ်ကိုရင်းရင်းနှီးနှီးနဲ့ခရီးအတူသွားနေတဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့တာပါဒါဟာသူတို့ရဲ့အခြေရေးကိုတရားဝင် confirm လိုက်တာလားဆိုတာအသေးစိတ်ကိုအတူတူကြည့်လိုက်ကြရအောင်ရှင်။အုပ်စိုးခန့်နဲ့တန်တာညီတို့ဟာသူတို့နှစ်ယောက်အတူတူတရုပ်ဆောင်ခဲ့တဲ့တချင်းဗီဒီယိုလေးမှာကလေးကတရုပ်ဆောင်တာအပေးအယူမျှလွန်လို့ပရိသတ်တွေကညှိနေကြပြီလားဆိုပြီးစတင်တန်တရားဝင်ခဲ့ကြတာပါ။အခုနောက်ဆုံးကြားသိရတဲ့သတင်းတွေအရတော့သူတို့နှစ်ဦးကိုလေစိတ်မှာအတူတူတွေ့လိုက်ရတာကြောင့်ပရိသတ်တွေကြားမှာပို့ပြီးတော့ကြရက်ထသွားခဲ့ပါတယ်။အထူးသဖြင့်အုပ်စိုးခန့်ကတန်တာညီရဲ့ခါးလေးကိုဖတ်ပြီးကျင်ကျင်နာနာနဲ့လေးစိတ်ထဲဆင်းလာတဲ့ပုံရိပ်လေးတွေဟာဆိုရှယ်မီဒီယာပေါ်မှာအချိန်တိုအတွင်းပြန့်နှံ့သွားခဲ့ပါတယ်။အနုပညာလောကမှာအောင်မြင်နေကြတဲ့လူငယ်နှစ်ယောက်ဖြစ်သလိုအပြင်မှာလည်းတကယ်ကိုလိုက်ဖက်လွန်တဲ့အတွဲလေးဖြစ်တာကြောင့်မြင်ရသူတိုင်းကဝမ်းသာအားပေးနေကြတာကိုလည်းတွေ့ရပါတယ်ရှင်။ကျမတို့ channel ရဲ့အမြင်အရတော့တန်တာညီကမီဒီယာအင်တာဗျူးတွေမှာအုပ်စိုးခန့်နဲ့ကတငယ်ချင်းတွေပါပဲလို့ဖြေကြားထားဖို့ပေမဲ့အခုလေစိတ်ကပုံရိပ်တွေကိုကြည့်ရင်တော့တငယ်ချင်းထပ်ပိုတဲ့တန်ရုံးစင်ရှိနေတာသိတာနေပါတယ်။လူပုံအလယ်မှာအခုလိုခါးတောင်ဖတ်တဲ့အထိရင်းနှီးတဲ့အခြေအနေကိုကြည့်ပြီးပရိသတ်အချို့ကတော့ဒါဟာသူတို့ရဲ့အခြေရေးကိုတရားဝင်ဝန်မခံပေမဲ့လက်တွေ့ပြလိုက်တာပဲလို့မှတ်ချက်ပေးနေကြပါတယ်။ကျမအမြင်အရလဲတချင်းဗီဒီယိုတွေကသူတို့နှစ်ယောက်ရဲ့အကြည့်တွေကလေးကတကယ်ကိုအသက်ပါနေခဲ့တာပါအနုပညာရှင်တွေအနေနဲ့သူတို့ရဲ့ကိုရေးကိုတာကိုထိမ့်သိမ့်တက်ကြပေမဲ့အခုလိုလွတ်လပ်ပေါ့ပါဆိုခရီးအတူသွားတာကတော့ပရိသတ်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာသတင်းကောင်းပါပဲပရိသတ်တွေကတော့အရန်လိုက်ဖက်တဲ့အတွဲလေးမှုအမြဲတမ်းပျော်ရွှင်ပါစေဆိုပြီးဆုတောင်းပေးနေကြတာတွေ့ရပါတယ်ကဲပရိသတ်ကြီးရောအုပ်စိုးခန့်နဲ့တန်တာညီတို့ရဲ့အခုလိုရင်းနှီးလာတဲ့ခရီးသွားပုံရိပ်လေးတွေကိုကြည့်ပြီးသဘောတူကြရဲ့လားရှင်သူတို့အတွဲလေးပေါ်အားလုံးရဲ့အမြင်ကိုလည်း comment မှာရင်ဖွင့်သွားခဲ့ကြပါအောင်နော်နောက်ထပ်အမှုပညာရှင်တွေရဲ့ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်